မင်္ဂလာပါဒီတစ်ခါမှာတော့တရက်သီးကြောက်ကြော်လေးစားပြမှာဖြစ်ပါတယ်တရက်သီးပေါ်ရရာသီးမို့လို့တရက်သီးကြောက်ကြော်လေးထိုးစားဖြစ်ပါတယ်ရှင်ဒါဆိုရင်လိုက်ကြည့်လိုက်ရအောင်နော်တရက်သီးလေးတွေကတော့ဈေးကနေပြီးတော့စိတ်တစ်လုံးသီးလေးတွေပေါ့နော်တစ်လုံး1500ပေးရပါတယ်နှလုံးလောက်ဝယ်ပြီးတော့သုံးထားပါတယ်ရှင်အယောင်လေးကအရန်လှပြီးတော့စားကျင်စရာလေးဖြစ်နေတာပေါ့နော်နောက်ထပ်လိုအပ်တာလေးကတော့တရက်သီးကြောက်ကြော်ထိုးမှာဆိုတော့ကြောက်ကြောမှုန့်လေးလိုပါတယ်ရှင်သူကတော့တစ်ထုံမှာ2200ပေါ့နော်အထုပ်အသေးဆုံးလေးလည်းရှိပါတယ်။ကိုကတော့အလက်ထုပ်လေးဝယ်ခဲ့ပါ။ဒါကတော့ကြောက်ကြောထိုးဖို့အတွက်တရက်သီးလေးတွေကိုသေးသေးလေးတွေလှီးထားလိုက်ပါမယ်။ကြောက်ကြောမုတ်ကိုအကုန်လုံးမသုံးဘူးဆိုတော့တကြားကလည်းလက်ဖက်ရည်စွန်း5စွန်း6စွန်းထည့်ထားပါတယ်။ဒါကတော့ကြောက်ကြောမုတ်ကိုထမင်းစားစွန်း1စွန်းခွဲလောက်ထည့်ထားပါတယ်။ပါဝင်ပစ္စည်းလေး3မျိုးနဲ့တရက်သီးကြောက်ကြောထိုးပြပါပါမယ်ရှင်။စစချင်းမှာတော့ရေထည့်ပါမယ်။ရေကတော့ကိုကမက်ခွက်နဲ့ပေါ့နော်။တစ်ခွက်ခွဲလောက်ထည့်ထားပါတယ်ရှင်။တစ်ခါခွဲဆိုပေမဲ့နည်းနည်းပေါ့နော်ကိုကအချိုပေါ့ချင်တာအကြောင်းမို့လို့နည်းနည်းနှစ်ခွက်နီးပါးလောက်ထည့်ထားပါတယ်ပြီးရင်တော့ကြောက်ကြောမုန့်လေးထည့်ပါမယ်ရှင်ကြောက်ကြောမုန့်လေးထည့်ပြီးသွားပြီဆိုရင်တော့ကြောက်ကြောမုန့်ကိုအဆက်မပြတ်လေးမှုေပေးပါမယ်ရှင်အဲ့ဒါမှကြောက်ကြောမုန့်လေးတွေပေါ့နော်ရေလေးနဲ့တူတူကြည့်ဝအောင်လို့မှုေပေးပါမယ်ရှင်နည်းနည်းလေးလက်တော်ညောင်းမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကကြောက်ကြောမုတ်တွေပေါ့နော်အောက်မှာကတ်မသွားအောင်လို့ခဲမသွားအောင်လို့လေဒီချာလေးမှုပေးရပါမယ်အဆက်မပြတ်ကိုမှုပေးရပါမယ်ရှင်အမုံလေးတွေအားလုံးကြည့်သွားပြီဆိုရင်တော့တကြားလေးထည့်ပါမယ်ရှင်ဒီနေရာမှာကိုကတကြားကိုနည်းနည်းပဲသုံးထားပါတယ်ဘာလို့လဲဆိုတော့လေချောင်းဆိုးနေတဲ့အတွက်ကြောင့်မို့လို့တကြားအရင်ချွတ်ချွတ်ကြီးမစားချင်တာမို့လို့ပါရှင်အချို့ကြိုက်တဲ့သူကတော့ဒီထက်ပိုပြီးတော့ထည့်ပြီးရင်ပိုကောင်းပါတယ်ရှင်တကြားထည့်ပြီးသွားတဲ့အခါမှာလည်းအဆက်မပြတ်ပြီးမှုပေးပါမယ်ရှင်ဒါမှတကြားကြီးမြဲမြဲအကြီးပြောအောင်လို့ပေါ့နော်မွေနီးနဲ့မှတကြားရည်လေးတွေပေါ့နော်ပျော်ပြီးတော့ကြောက်ကြောရည်လေးတွေစူပေါ်လာပြီးဆိုရင်တော့မီးပိတ်ပြီးတော့ဦးချလို့ရပါပြီရှင်ဦးချပြီးပြီဆိုတာနဲ့ကြောက်ကြောအေးခံမဲ့ဘန်းလေးကိုချက်ချင်းလေးလောက်ထည့်ပေးပါရှင်ဘာလို့လဲဆိုတော့အရည်လေးတွေခဲသွားမှာဆိုလို့ပါရှင်ကြောက်ကြောရည်လေးလောင်းထည့်ပြီးပြီဆိုရင်တော့သူကအပေါ်မှာအမြုပ်လေးတွေထနေတာပေါ့နော်အဲ့ဒီအမြုပ်လေးတွေကိုဇုံးလေးနဲ့ဖယ်ထုတ်ပေးပါမယ်ရှင်အမြုပ်လေးတွေကုံအောင်ဖဲထုတ်ပေးပြီးတော့မှတရက်သီးလေးတွေကိုလိုက်ထည့်ပေးပါမယ်ရှင်တကယ်ဆိုရင်အကောင်းဆုံးလေးလမ်းကတော့ပေါ့နော်ကြောက်ကြောရည်လေးတွေမထည့်ခင်မှာတရက်သီးကိုအရင်ခင်းထားပြီးတော့မှကြောက်ကြောရည်လေးလောင်းချတာပိုပြီးအဆင်ပြေပါတယ်ကိုကကြတော့ပေါ့နော်ကြောက်ကြောရည်ထည့်ပြီးတော့မှတရက်သီးထည့်တဲ့အခါကျတော့လေနည်းနည်းလေးခဲသွားတယ်ပေါ့နော်ကြောက်ကြောရည်လေးပြီးသွားရင်တော့ရေခဲတက်တာထဲမှာတနာရီသို့မဟုတ်နာရီဝက်လောက်အေးခံထားပါမယ်အခုဆိုရင်တော့အေးခံထားပြီးလို့ပေါ့နော်ကြောက်ကြောလေးကိုပြန်ထုတ်လာပါပြီအခုဆိုရင်ကြောက်ကြောလေးကခဲသွားပါပြီရှင်အခုဆိုရင်တရက်သီးကြောက်ကြောလေးကစားလို့ရတဲ့အနေအထားလေးဖြစ်သွားပြီပေါ့နော်ကိုကကြတော့တရက်သီးကိုဘလန်ဒါနဲ့ကြိတ်ပြီးအရည်အနေနဲ့သုံးတာမဟုတ်ဘဲနဲ့ကြောက်ကြောနဲ့ဒီတရက်သီးတုံးလေးတွေနဲ့တွဲစားချင်တာကြောင့်ပါဒါဆိုရင်တရက်သီးလေးတွေကိုလှီးပြီးတော့စားလို့ရမယ့်အနေအထားလေးတုံထားပါမယ်ရှင်ကြောက်ကြောကြီးကြီးလေးတွေပေါ်မှာတရက်သီးလေးတွေကပ်နေရဘလောက်တောင်စားချင်စရာကောင်းလဲနော်ကိုကအချိုရှောင်ထားလို့ပေါ့နော်ကြောက်ကြောကိုအချိုပေါ့ထားပေမဲ့တရက်သီးလေးနဲ့တရက်သီးအချိုလေးနဲ့တွဲစားတဲ့ခါကျတော့တော်တော်လေးစားလို့ကောင်းပါတယ်ရှင်ပုံစံလေးကလည်းစားချင်စရာကောင်းပြီးတော့တကယ်လည်းအရသာကောင်းတဲ့တရက်သီးကြောက်ကြောလေးပါရှင်နောက်ထပ်စားချင်စရာအစားအသောက်လုပ်နည်းလေးတွေမျှဝေပေးသွားမှာမို့ like and follow လေးလုပ်ပေးခဲ့ပါအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါစားရငယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်เนาะ